မင်္ဂလာပါရှင်ကိုယ့်ရဲ့အမျိုးသားကအကြောင်းချပြီးတော့ပြဿနာတစ်ခုခုရှာခဲ့လို့ရှိရင်ဒီဗီဒီယိုထဲကအမားလိုမျိုးပညာသားပတ်ပါနဲ့ဖြည့်ရှင်းတဲ့နီလန်းလေးကိုနမူနာယူပြီးတော့ကြည့်ထားကြရအောင်ဟုတ်ဆွေးလာတယ်ရောက်ဒီမှာရောက်နေပဲသွားမယ်သွားလိုက်တော့ဘာငါသမင်းစားဖို့လောက်တဲ့သမင်းကတိုးနေတယ်ဟင်းကြည့်တော့ဟင်းကတိုးနေတယ်စားလို့မရဘူးဆိုတော့အိမ်ကနေမှဖေးစားပဲသွားလိုက်တော့သွားလိုက်ရမယ်ခဏလေးစားစာရွက်တွေယူခဲ့တာမကြည့်အိမ်မောင်းမှာတော့မယ်ဒီမကြည့်ဒီမှာဒီအိမ်စာကြောကဘယ်လိုနာမည်နဲ့လဲကြည့်ရဒီနာမည်နဲ့စကန်နာမည်နဲ့ဒီမှာဘာနာမထဲတာပတ်စံဘယ်လိုနာမည်နဲ့လဲကြည့်ရဒီနာမည်နဲ့ကာဝဲတာတဲ့စာကြောကဘယ်လိုဟာလဲကြည့်ရဒီနာမည်နဲ့အဲ့ဒါဆိုရင်ခဏလေးပြန်စားဘာကြောင့်လေးလို့လဲထပ်ပြီးတော့ထပ်ပြီးတော့စီးပြီးနေတယ်ဒီမှာကြည့်လို့အိမ်စားဘဝယူလာတဲ့အကျွေးစိတ်ရင်ကဘယ်လိုနာမည်နဲ့ယူလာတာလဲကားဝဲတော့ဟိုစိန်ရဘူးနာမည်နဲ့အကျွေးယူလာတာလေဘိုင်းနာမည်နဲ့အပြင်မှာလောက်ထားတဲ့အကျွေးတွေကဘယ်လိုနာမည်နဲ့ယူလာတာလဲရတဲ့ရဲ့နဲ့အဲ့ဒါဆိုဘယ်လိုအိမ်မောစိန်ရမလဲခဏပဲစားဒီမှာအိမ်ကစိန်ရမယ်ရောမဘယ်လိုအိမ်မောစိန်ရမလဲမယူသွားရောမယူယူမယ်နော်အိမ်ဝတ်နေကြတာဒါဒီအမတော့သူ့ကိုအိမ်ဝတ်နှိမ်ချတာကိုရှက်ကြလက်ကြနဲ့ပိုက်ဆိုင်မှုမှန်သမျှအကုန်လုံးကမိန်းမရဲ့ပစ္စည်းတွေဖြစ်ပြီးတော့အကျွေးတွေကတော့ယောက်ျားရဲ့အကျွေးတွေဆိုပြီးတော့အိမ်ဘဝယောက်ျားကိုပြန်ပြီးတော့စိန်ခိုင်းတာနော်မိန်းမတွေကိုပြဿနာချချိန်တယ်ပြောရှင်းဆိုရှင်းတယ်ဆိုရင်တော့တတိချာချာလေးလာပြင်ဆင်ပြီးမှပြောသိမှာတယ်အဲ့လိုမှမဟုတ်လို့ရှိရင်နောက်ဆုံးမှခံရတဲ့သူကကိုယ်တိုင်ပဲဖြစ်သွားနိုင်ပါတယ်ဒီဗီဒီယိုလေးကဟာသားအနေနဲ့ reaction လုပ်ပေးခြင်းဖြစ်တဲ့အတွက်ကြောင့်အားလုံးဒီမို့ဖြစ်ရှင်နိုင်ကြပါစေရှင်နောက်ဗီဒီယိုလေးမှာထပ်တွေ့ကြပါမယ်